မင်္ဂလာပါခိုင်ဝိုင်းပေါ့ကတ်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းဖြစ်ပျက်နေတဲ့သတင်းအချက်အလက်တွေနဲ့ဒေတာခန်တွေရဲ့အတန်တွေကိုအပတ်စဉ်နားဆင်နိုင်မဲ့ပေါ့ကတ်အစီအစဉ်ဖြစ်ပါတယ်မင်္ဂလာပါကျွန်မကတော့နန်းခမ်းလောင်ဖြစ်ပါတယ်ဒီကနေ့ပေါ့ကတ်မှာဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ဘိန်းစိုက်ပျိုးမှုအခြေအနေတွေရဲ့ဘိန်းစိုက်ပျိုးရေးတင်ကျက်မှုအပေါ်မှာဒေသခံတွေရဲ့အတန်တွေနဲ့ဘိန်းစိုက်ပျိုးရေးပပျောက်မှုအတွဲနိုင်ငံတကာအတွေ့အကြုံတွေနဲ့ဘိန်းအစားထိုးတည်နှံစိုက်ပျိုးမှုအခြေအနေတွေကိုနားထောင်မှာဖြစ်ပါတယ်ဒီကနေ့စကားဝိုင်းကိုကျွန်မနဲ့အတူကိုမကိုလည်းပါဝင်ဖို့အတွက်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ဘိန်းစိုက်ပျိုးမှုရဲ့တမိုင်းကြောင်းကိုကျွန်တော်တို့ပြန်ကြည့်ကြမယ်ပေါ့နော်ဆိုတော့ဒီမြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးမှုကအကြီးအကျယ်ထွန်းကားလာခဲ့တာကဒီတောင်သူတွေကနေပြောမှအလိုအလျောက်စိုက်ပျိုးခဲ့တာမဟုတ်ဘူးလို့ကျွန်မပြောချင်တယ်ပေါ့နော်ဆိုတော့ပြန်ကြည့်ရမယ်ဆိုရင်ဒီ19ရာစုကိုလိုနီခေတ်ကလေးကဒီပီတီချာတို့ကနေပြောမှသူတို့ရဲ့စီးပွားရေးအကျိုးအမြတ်အတွက်ပေါ့နော်တောက်တန်းဒေတာတွေမှာဆိုရင်ဘိန်းစိုက်ပျိုးမှုကိုစနစ်တကျလေးအခြေချမျိုးစစ်ချပေးခဲ့တာကိုတွေ့မြင်ခဲ့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ကတဆင့်ပေါ့နော်ဒီဘိန်းစိုက်ပျိုးမှုကစတင်ခဲ့တာဖြစ်တယ်ဆိုတော့ဒီလုပ်ငန်းကြီးကဒီပီတိရှာတို့ဒီသူတို့မရှိတော့တာတော့မှဘယ်လိုဘာလို့ကာလရှည်ကြာအမြင့်တွယ်နေရတာလဲဆိုတော့အကြောင်းရင်းကိုတကယ်အကြောင်းရင်းကိုပြန်ကြည့်ရမယ်ဆိုရင်ပေါ့နော်ကျမတို့ရဲ့ဒီပြည်တွင်းစစ်ကကြာရှည်လာတာရဲ့ပြောမှပြည်သူလူထုတွေရဲ့ဒီစင်းရဲမွဲတေမှုတွေကြောက်လို့ပဲကျမပြောချင်တယ်ပေါ့နော်ဆိုတော့လွတ်လပ်ရေးရပြီးကတည်းကပေါ့နော်ဒီဖြစ်ပွားနေတဲ့ဒီပြည်တွင်းစစ်တွေကအဲ့ဒီကတဆင့်ပေါ့နော်ဒီလမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်တာရဲ့ပြောမှပုံမှန်စီးပွားရေးစီးကွက်တွေပျက်စီးကုန်တာရဲ့ပြောမှတောင်ပေါ်ဒေတာတွေကတောင်သူတွေကပေါ့နော်စီးပွားရေးအတွက်ဝမ်းရေးအတွက်တခြားသောရွေးချယ်စရာမရှိဘဲနဲ့ဒီတခြားသောဒီတင်ယူရလွယ်ကူပြီးတော့မှပွဲစားတွေကခြံထဲအထိစင်းဝဲတဲ့မိုးခေါင်လဲခံနိုင်တဲ့ဒီဘိတ်တီနံကိုပဲသူတို့အသက်မွေးဝမ်းကြောင်းဖြစ်မလွဲမရှောင်တာစိုက်ပျိုးလာတာကိုတွေ့ရတာဖြစ်တယ်ပေါ့နော်အဲ့လိုကတဆင့်ပေါ့နော်ဒေတာခံတွေရဲ့ဒီစင်းရဲမွဲတေမှုတွေကိုအခွင့်အကောင်းယူပြီးတော့မှကဘာကျော်ရွှေတရိကန်ဒေတာဆိုတဲ့ဒီမူရေးအင်ပါယာကြီးဖြစ်အောင်အဓိကတုံးပိုးလိုက်တဲ့ဒီလက်တယ်တွေကပေါ့နော် American and ဖြစ်တဲ့ဒီ CIA တွေနဲ့ဒီတရုတ်ဖြူကွန်မီတန်စစ်တပ်တို့ပဲဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ကပေါ့နော်1950ပြည့်နှစ်တွေမှာကွန်မြူနတီတွေကိုတိုက်ထုတ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဒီ American CIA ကနေပြောမှကွန်မီတန်တပ်တွေကိုလက်နက်တွေထောက်ပံ့ပေးတယ်အဲ့ဒီကွန်မီတန်တပ်တွေကလည်းအဓိကဒီသူတို့ရဲ့ဒီစစ်အုံစရိတ်အတွက်ဆိုပြီးတော့ဒီရွှေတိဂရန်နယ်မြေမှာရှိနေတဲ့ဒီတကြောပေါ့နော်အဓိကမြန်မာနိုင်ငံကနေဆက်တယ်လည်းပါတယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံကလည်းပါတယ်လာအိုတို့လည်းပါတယ်အဓိကအဲ့ဒီတကြောတွေကိုဘိန်းစိုက်ပျိုးခိုင်းပြောမှအဲ့ကတစစ်ပေါ့နော်သူတို့ကပြောမယ်ဆိုရင်ဒီစစ်အုံစရိတ်တွေကိုရှာဖွေခဲ့တာမျိုးရှိခဲ့တယ်ပေါ့နော်ဆိုတော့သူတို့ကလည်းဒီ CIA ကလည်းအဲ့ဒါတွေကိုတီးရက်နဲ့သူတို့ကမျက်ကွယ်ပြုတ်ခဲ့တယ်တစ်ဖက်မှာဒီဘိန်းလုပ်ငန်းတွေကလည်းဒီပြည်တွင်းပဋိပက္ခတွေပြောမှလက်နက်ဝယ်ဖို့လိုအပ်နေတဲ့ဒီအချို့တော့ဒီတိုင်းလက်နက်ကင်တွေတော့လကောက်ပေါ့နော်အကိုကျိုးရှာနေတဲ့ဒီစစ်တပ်တွေပြည်သူစစ်တွေအပေါ်မှာအများကြီးဒီသူတို့ရဲ့ဒီစီးပွားရေးတက်ဖိုက်တစ်ခုလိုဖြစ်လာပြောမှယနေ့အချိန်ထိပေါ့နော်ဒါဒီတိုင်းပြည်ကြီးကိုပေါ့နော်အရေးမဲတစ်ခုလိုဝါမျိုးနေတာကိုတွေးမြင်နေရတယ်ပေါ့နော်ဆိုတော့ဒါတွေကကျတော့ဒီဘိန်းတွေကဘယ်လိုကနေပြောမှစတင်ပြီးမှပေါ်ပေါက်လာခဲ့တယ်လဲပြောမှဘယ်လိုစိုက်ပျိုးဖြစ်လဲဆိုမျိုးကိုပေါ့နော်အဓိကဒီရွှေတရိကန်နယ်မြေကဘယ်လိုမျိုးကြောင့်မလို့ဒီမကြီးထွားနေရလဲဆိုမျိုးကိုပြန်ပြောပြပေးရဖြစ်တယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံကတော့ဒီဘယ်ချိန်ကတည်းကဘိန်းစိုက်ခဲ့ရရှိလဲပြောမှဘယ်ဒေသတွေမှာကဘိန်းစိုက်မှုအများစုဖြစ်နေလဲဆိုတာမျိုးကိုသိချင်တယ်ပေါ့နော်ဟုတ်မင်္ဂလာပါကျွန်တော်ကိုမကိုပါလေနော်ဆိုတော့ကျွန်တော်ပြောသလိုမြန်မာနိုင်ငံကကြတော့ဘိန်းစိုက်တဲ့အချိန်လို့ပြောလို့ချင်းကျွန်တော်ဟာတော်ဒီကိုလိုနီလက်ထက်ကလေးကဟိုဒီဘိန်းစိုက်တဲ့ဟာတွေပါလေရှိခဲ့တာပါလေနော်နောက်တစ်ဖက်မှာလည်းဒီမြန်မာပြည်ရဲ့လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာလည်းဒီဟာတွေကလည်းဆက်ပြီးတော့မှဘိန်းစိုက်တဲ့ဟာတွေကလည်းနေရာနှံ့ပြမှာတော့ဆက်ရှိနေတယ်အဲ့မှာဒီနေ့အချိန်ထိဘိန်းဆိုင်တဲ့နေရာတွေထားကိုဆက်ရှိနေတဲ့ဟာပြင်ကြည့်ရမယ်ဆိုရင်တော့ဒီကတော့တွေ့ရတာတော့ဒီရှမ်းပြည်နယ်ပြီးတော့မှကချင်တို့စကိုင်းတိုင်းတို့ချင်းပြည်နယ်တို့နောက်ကယားပြည်နယ်ပါလေနော်အဲ့လိုနေရာမျိုးတွေရှိတယ်နောက်ကင်ပြည်နယ်မှာလည်းတချို့စိုက်နေရတယ်လည်းရှိတယ်ဆိုတဲ့ဟာမျိုးတွေတွားပြီးတော့မှတွေ့ရတာပေါ့နော်လက်ရှိဒီဘိန်းဆိုင်တဲ့ဒေတာပြင်ကြည့်မယ်ဆိုရင်တော့
အဲ့မှာမှရှမ်းတောင်ကိုပြန်ကြည့်မယ်ဆိုရင်တော့ဘိန်းစိုက်တဲ့နေရာမှာဆိုရင်နည်းနည်းများများဆဆတွေ့ရတာကတော့ဒီမဲနယ်တောင်ဒေသတွေရှိမယ်နောက်ပင်လောင်းမြို့နယ်နောက်ဖေကုံမြို့နယ်နောက်ပြီးဒီဟိုပေါ့စီဆိုင်ကိုပုံမှန်ငါဒါတော့မဲနယ်တောင်ဒေသထဲမှာလည်းပါတယ်ပေါ့လေနော်နောက်တစ်ဖက်မှာလည်းကလောမြို့နယ်မှာလည်းစိုက်တာလည်းရှိတယ်နောက်ဒီရက်ဆောက်တို့ဒီဖက်မှာလည်းရှိတယ်ပေါ့လေနော်ဆိုတော့နောက်ရှိဖက်မှာဆိုရင်တော့နမ်ဆန်တို့ဘာလို့ဖက်မှာလည်းဘိန်းစိုက်တာရှိတယ်အရှိဖက်ချမ်းဆိုရင်တော့တာချီလိတ်ဒီပြီးတော့မှဒီဝါတွေဒီကထင်းချုပ်တဲ့တိခွန်တိတွေကတောင်ပိုင်းတွေမှာဆိုရင်လည်းဘိန်းစိုက်တဲ့ဟာတွေလည်းနေချင်းချင်းကြီးရှိနေတယ်ပေါ့လေနော်ဒီရှမ်းမြောက်ဖက်မှာဆိုရင်လည်းဒီ TNL ထင်းချုပ်တဲ့ဒေသတွေနောက်အဓိကစစ်တပ်လက်အောက်ခံပြည်သူစစ်တွေထင်းချုပ်တဲ့ဒေသဖြစ်နေတဲ့ရှမ်းတောင်မှာဆိုရင်လည်းအများစုစိုက်ကြတယ်နောက်ရှမ်းမြောက်မှာလည်းအဲ့လိုမျိုးစိုက်တယ်လည်းရှိတယ်ဒီတခြားဒီကချင်တို့ကိုကန်တို့ထင်းချုပ်တဲ့ဒေသတွေရောဝါထင်းချုပ်တဲ့ဒေသတွေမှာလည်းဒီဘိန်းစိုက်တဲ့နေရာတွေကတော့ဒီရှမ်းပြည်နယ်မှာဆိုရင်တော့အဲ့ဒါတွေတော့ဆက်ရှိတာပေါ့လေနော်ဆိုတော့ရှမ်းတောင်မှာကျတော့အဓိကဒီဘိန်းစိုက်တဲ့ area ပဲကြည့်မယ်ဆိုရင်ထင်းချုပ်တဲ့လူကပြောမှဆိုရင်တော့စစ်တပ်လက်အောက်ခံပြည်သူစစ်တွေထင်းချုပ်တဲ့ဒေသဖြစ်တယ်မှာဆို PNO ပြည်သူစစ်ထင်းချုပ်တဲ့ဒေသတွေနောက် KNP တို့ထင်းချုပ်တဲ့ဒေသတွေမကြန်နာရိုက်ပြည်သူစစ်ထင်းချုပ်တဲ့ဒေသတွေနောက်တခြားသောဆိုရင်တော့ဒီတခြားစုဖွဲ့အနေနဲ့ကြည့်မယ်ဆိုရင်တော့ SSPP ထင်းချုပ်တဲ့ဒေသတွေမှာလည်းစိုက်တာရှိတယ်အရင်တော့ဆိုတော့ PNL တို့ထင်းချုပ်တဲ့ဒေသတွေမှာလည်းစိုက်တာရှိတယ်ဒါပေမဲ့အဲ့ဒီဒေသခါကျတော့အခုကစစ်တပ်နဲ့ PNL ကဒီကထင်းချုပ်သွားပြီဆိုရင်ဒီသားမျိုးမှာတော့ဖြစ်တာပါလေနော်ဆိုတော့ဒါကဒီရှမ်းတောင်ကိုကြည့်မယ်ဆိုတော့အဲ့ဒါလေးတော့ကျွန်တော်တို့ပြန်ပြီးမြင်တွေ့ရတာပါလေနော်ဆိုတော့ဒီလိုမျိုးပါလေနော်ဒီဖက်ဒေတာမှာဘိန်းဆိုင်မြန်မာနိုင်ငံနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဘိန်းဆိုင်တဲ့ဟာကတော့ဒီရော့သွားတာထက်တဆတိုးလာတဲ့အနေအထားမျိုးမှာတော့ရှိတယ်ဒါပေမဲ့ဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီးတော့မှဘိန်းစိုက်ပျိုးမှုပပျောက်အောင်တော့ရော့နေအောင်အဲ့ဒါတွေကိုအစားထိုးအစီအစဉ်တွေလုပ်တဲ့ဟာမျိုးတွေကတော့မရှိဘူးလားဆိုတော့ရှိတာတော့ရှိတယ်ပါလေနော်ဒါပေမဲ့လောလောဆယ်တော့ကျွန်တော်တို့နည်းနည်းနိုင်ငံတကာကိုပြောတာတဲ့အခုအိမ်ကြီးချင်းဖြစ်တဲ့အထိုင်းတို့လာအိုတို့ကဘယ်လိုလုပ်တယ်လဲဆိုတဲ့ဟာမျိုးလေးတို့နည်းနည်းဒီနှခမ်းလောင်နေနဲ့နည်းမျှဝေပြီးကြည့်ပါဟုတ်ကဲ့ပါဘနော်ဆိုတော့ဒီထိုင်းနိုင်ငံနဲ့လာအိုနိုင်ငံကအစိုးရတွေကဒီဘိန်းပပျောက်ရေးနဲ့ဒီဘိန်းအစားထိုးလုပ်ငန်းစဉ်တွေကိုသူလှုပ်ဆောင်ခဲ့တာရှိတယ်ပေါ့ဆိုဒါကသူတို့လွန်ခဲ့တဲ့ဒီနှစ်50မတိုင်ခင်ကတည်းကဒီအကောင့်ထဲပေါ်ခဲ့တာရှိတယ်ဆိုတော့သူတို့တဖြည်းဖြည်းနဲ့သူတို့ကဒီဘိန်းပပျောက်ဖို့အတွက်ဘယ်လိုအကောင့်ထဲပေါ်ခဲ့လဲဆိုတာမျိုးကိုကျွန်မတစ်ချက်ပြန်ပြီးမှပြောပြပေးချင်တယ်ပေါ့နော်ဆိုတော့ဒီပထမဆုံးအနေနဲ့ဒီထိုင်းနိုင်ငံမှာဆိုရင်ဒီဘိန်းပပျောက်ဖို့အတွက်သူတို့ဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုရင်အဓိကဒီသူတို့ကဒီRaya Project ဆိုတဲ့ဒီ project တစ်ခုကိုသူတို့ကတည်ပြီးတော့မှသူတို့လှုပ်ဆောင်ခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီ Raya Project ဆိုတာကဘယ်လိုမျိုးလဲဆိုရင်ဒီတောင်ပေါ်ဒေသမှာရှိနေတဲ့ပြည်သူတွေရဲ့လူနေမှုဘဝအရေးအသွေးတွေကိုတိုးတက်မြင့်မားလာစေဖို့နဲ့စီးပွားဖြစ်တည်နေတွေကိုမိတ်ဆက်ပေးတာရဲ့ပြီးတော့မှရေနဲ့မြေစီလွှာတွေကိုထိန်းသိမ်းပေးတာရဲ့ပြီးတော့မှဒီရေဝေရေလဲတတော်တွေကိုထိန်းသိမ်းဆောက်ရှောက်ပေးရတဲ့ဒီဘက်ပေါင်းစုံပါဝင်တဲ့ရေရှိတည်တံ့ပြီးတော့မှထိရောက်တဲ့အစားထိုးဖွံ့ဖြိုးရေး model တစ်ခုပေါ့နော်ဆိုတော့အဲ့ model တစ်ခုကိုကျမတို့ကဒီ Raya Project အနေနဲ့အကောင့်ထဲပေါ်ပြီးတော့မှဒီအစတင်ပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ Raya Project ကိုပဲချိန်စခဲ့လေလို့ပြောမယ်ဆိုရင်1969ခုနှစ်မှာပေါ့နော်ဆိုတော့ဒီဘရင်ကနေပြီးတော့မှသူကတောင်ပေါ်ဒေသတွေအဓိကဒီဘိန်းစိုက်ပျိုးမှုအများဆုံးဖြစ်နေတဲ့တောင်ပေါ်ဒေသတွေကိုသူကလိုက်လည်ပြီးတော့မှဒီလေ့လာခဲ့တယ်ပေါ့နော်လေ့လာတဲ့အခါမှာဆိုရင်အဲ့ဒီဒေသမှာဆိုရင်ဘိန်းစိုက်ပျိုးတာအပြင်ကမှအခြားသီးနှံဖြစ်တဲ့ဒီမက်မွန်တီစိုက်ပျိုးရေးကိုလည်းသူတို့ကဒီစိုက်ပျိုးခဲ့တယ်ဖြစ်တာပေါ့နော်ဆိုတော့ပြန်ကြည့်တဲ့အခါမှာဆိုရင်မက်မွန်တီစိုက်ပျိုးရေးဒီကနေရတဲ့ဝင်ငွေနဲ့ဘိန်းစိုက်ပျိုးမှုကနေစပြောရတဲ့ဝင်ငွေနဲ့ကတူညီနေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့သူတို့အနေနဲ့ကကျတော့အဲ့ဆိုရင်ဘိန်းစိုက်ပျိုးတာအစားပေါ့မက်မွန်တီစိုက်ပျိုးတာကိုငါတို့အဓိကမက်မွန်တီစိုက်ပျိုးတာနဲ့တခြားသောတီးနှံစိုက်ပျိုးတာကိုထောက်ပံ့ပေးနိုင်မယ်ဆိုရင်ပုံမကောင်းဘူးလားဆိုတဲ့စဉ်းစားချက်နဲ့တစ်ဆင့်သူတို့ကဒီ Raya Project ကိုတည်ပြီးတော့မှဒေတာမှာရှိနေတဲ့အဲ့ဒီတိုင်းရင်းသားတွေပေါ့နော်ဒီတောင်ပေါ်တိုင်းရင်းသားတွေကိုသူတို့ကဒီဖွံ့ဖြိုးရေးပိုင်းကိုဥဆောင်ပြီးတော့မှလုပ်မယ်ဒါကတဆင့်ပေါ့နော်သူတို့ဒီဘိန်းစိုက်ပျိုးမှုကိုချောချဖို့အတွက်ကူညီပေးမယ်ဆိုတော့အဲ့ဒီစီစဉ်သူစတင်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ပြန်ကြည့်တဲ့အခါမှာဆိုရင်အဲ့ဒီဒေတာကလူတွေက
သူတို့ကနိုင်ငံသားမရှိတော့နိုင်ငံသားမဖြစ်နေဘူးပေါ့နော်မဖြစ်နေတော့သူတို့အနေနဲ့ကထိုင်းနိုင်ငံသားတယောက်ရပိုင်ခွင့်ရှိတယ်ဒီနိုင်ငံသားခံယူခွင့်တွေနိုင်ငံသားဒီဖွံ့ဖြိုးရေးအပိုင်းတွေပြောမှကျန်းမာရေးစောင့်ရှောက်ခွင့်တွေပညာရေးစောင့်ရှောက်ခွင့်တွေကိုသူတို့ကမရဘူးပေါ့နော်ဒါကြောင့်မို့1981ခုနှစ်မှာတောင်ပေါ်တိုင်းသားတွေအကုန်လုံးကိုပေါ့နော်နိုင်ငံသားခံယူခွင့်ပေးပြီးတော့မှဘိန်းစိုက်ပျိုးမှုအစားပေါ့နော်ဖွံ့ဖြိုးရေးအပိုင်းတွေကိုဒီဇိုင်းမနဲ့လှုပ်ဆောင်ခဲ့တာရှိတယ်ပေါ့နော်ဆိုတော့ဒီ Raya project ပဲမဟုတ်ပါနဲ့ဒီအခုဒီ Raya project အပြင်ကမှထိုင်းမွေးစေဝါထိန်းချုပ်ရေးဘုတ်အဖွဲ့ရဲ့အပါအဝင် UNFDAC ပေါ့နော်အဓိကဒီမွေးစေဝါနဲ့ပတ်သက်တိုက်ဖက်တဲ့နိုင်ငံတွေကအဖွဲ့အစည်းတွေပေါ့နော်UNODC တို့ပေါင်းပြီးတော့မှပေါ့နော်ဒီလိုမျိုးအဲ့ဒီ data မှာရှိနေတဲ့တောင်ပေါ် data မှာရှိနေတဲ့လူတွေကိုကော်ဖီတွေလက်ဖက်ချောက်ပန်းတီးကော်ပီထုတ်အလားစင်ပန်းတွေအစားရှိတဲ့ဒီတီးနှံအမျိုးအစားပေါင်း150ကျော်လောက်ကိုထောက်ပံ့ပေးတယ်အဲ့ဒါပြီးတော့မှအဲ့ဒီတီးနှံတွေကိုစိုက်ပျိုးတဲ့တင်တန်းတွေပေါ့နော်ဒီဘယင်မင်းမြတ်ကိုယ်တိုင်ကရွာသားတွေရဲ့တင်တန်းပေးတဲ့နေရာမှာကိုယ်တိုင်ကိုချပါဝင်တယ်ပြီးတော့မှအဲ့ဒီ project တွေမှာလည်းအများကြီးရင်းနှီးမြှုပ်နှံမှုပေးခဲ့တယ်ပေါ့နော်ပြီးတော့မှအဲ့ဒီတောက်ပေါ် data တွေမှာဆိုရင်ဖြန့်ဖြိုးရေးလုပ်ဖို့အတွက်ပေါ့နော်သူတို့တွေနဲ့ဒီစခန်းတွေပေါ့နော်ဖွံ့ဖြိုးရေးစခန်းတွေကိုသူတို့တိဆောက်ပြီးတော့မှရက်ကာလရှည်ကြာနှစ်နဲ့ချီပြီးတော့မှသူတို့ကဒီစီမံကိန်းကိုအကောင့်ထဲပေါ်ခဲ့တာရှိတယ်ပေါ့နော်ဆိုတော့ဒီ1981ခုနှစ်ပေါ့နော်81 80ပြည့်နှစ်မှာဆိုရင်ဒီသူတို့ကနေပြောမှဒေတာဖွံ့ဖြိုးရေးဘက်ကိုချီကပ်ပြီးတော့မှခဏပြောသူတို့စီမှာမရှိနေတဲ့အကျန်းမာရေးပိုင်းလားပညာရေးပိုင်းလားဒါမှမဟုတ်ရင်အခြေခံအဆောက်အုံတွေဖြစ်တဲ့ကျောင်းတို့စေယုံတို့အစရှိတဲ့အပိုင်းတွေကိုသူတို့အများကြီးတိုးချက်တယ်ပေါ့နော်အဲ့ဒီနေရာမှာဆိုရင်ဂျာမနီတို့အမေရိကန်အော်စတြေးလျနော်ဝေတို့ကလည်းပါဝင်ပြီးတော့မှငွေကြေးထောက်ပံ့ပေးခဲ့ကြတာရှိတယ်ပေါ့နော်ဆိုတော့ဒီ1983ခုနှစ်မှာဆိုရင်လည်းဒီသူတို့အနေနဲ့ခါကျတော့ခဏပြောတဲ့ဒီအစားထိုးတီးနှံတွေအတွက်ပေါ့နော်ရွေးချယ်စရာတွေအရင်ပေးတယ်စိုက်ပျိုးတဲ့နီလန်းတွေကိုသူတို့ပေးပြီးတော့မှသူတို့ကအဲ့ဒီကတစ်စိတ်ပေါ့နော်လုံလောက်တဲ့ဝင်ငွေကိုရရှိပြီးတော့မှပဲဒီ data ခံတွေကနေပြီးတော့မှသူတို့ကဒီဘိန်းစိုက်ပျိုးရေးမှတစ်စိတ်ပေါ့နော်ဘိန်းစိုက်ပျိုးရေးမှမဟုတ်ဘဲနဲ့အခြားသောဒီတီးနှံစိုက်ပျိုးရေးပိုင်းမှာလည်းလုံလောက်တဲ့ဝင်ငွေရပြီးဆိုတော့ကိုတေချာသွားမှပဲသူတို့ကဘိန်းစိုက်ပျိုးမှုကလောကပပျောက်ရေးဆိုရက်လုပ်ငန်းစဉ်တွေကိုဥပဒေနဲ့တကွတင်းတင်းကြပ်ကြပ်ကိုသူတို့ကစတင်အတုံးချပြီးမှအကောင့်ထည့်ဖို့ခဲ့တာပေါ့နော်ဆိုတော့သူတို့ကပြုံးစားရေးအမျိုးဒီဘိန်းတွေကိုဖျက်မယ်ပြောမှဥပဒေရဘိန်းဆိုင်မဆိုဘလို့အရေးယူမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဒီစနစ်တကျသူလောက်ထော်လာတာဒါကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအဲ့ဟာတစ်စစ်ပေါ့နော်1990ခုနှစ်မှာဆိုရင်တောင်ပေါ်ဒေတာတွေမှာဆိုခဏပြောတဲ့ဒီဘိန်းဆိုင်ပြုံးမှုကဒီလောဝကြီးပပျောက်သွားခဲ့တယ်ဆိုတော့2003ခုနှစ်မှာဆိုရင်ဒီနိုင်ငံကနေပြောမှာပေါ့နော်ဒီထိုင်းနိုင်ငံမှာဆိုရင်ဘိန်းလုံးဝပပျောက်သွားတယ်ဆိုတော့အဲ့ဒီကြီးညာချက်ကိုသူထုတ်ပြန်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့1985ခုနှစ်ကနေ2015ခုနှစ်အတွင်းပေါ့နော်ဒီဘိန်းစိုက်ပျိုးမှုက69%ထိကျဆင်းခဲ့ပြီးတော့မှ69%ရဲ့ဒီထပ်ပို့ပြီးမှလောကမတိုးလာတာမျိုးကိုတွေ့မြင်ရတယ်ဆိုတော့အခုလက်ရှိပြန်ကြည့်မယ်ဆိုရင်နှစ်ပေါင်းကာလ59ခုနှစ်ကာလကြာပြီးနောက်မှာပေါ့နော်အဓိကအဲ့ဒီစီမံကိန်းဝင်ပြီးတော့မှ59နှစ်ကြာပြီးနောက်ပိုင်းမှာဆိုရင်အဲ့ဒီစီမံကိန်းရဲ့တစ်ဆင့်ပေါ့နော်အဲ့ဒီတားမှာရှိနေတဲ့တောင်ပေါ်တိုင်းသားတွေကဒီမြေယာပိုင်ဆိုင်ခွင့်ရှိလာတယ်ပြီးတော့မှချင်းငွေရယူခွင့်ရှိလာတယ်ပြီးတော့မှတစ်ဖက်မှာကလည်းစိုက်ပျိုးရေးကမဟုတ်ဘူးတခြားသောစီးပွားရေးအပိုင်းမှာဆိုရင်လုပ်ငန်းလုပ်ပိုင်ခွင့်တွေကိုသူတို့ကအရရှိလာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကလည်းဒီထိုင်းနိုင်ငံသားတယောက်အနေနဲ့ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးတွေကိုသူတို့ကလက်လန်းမိလာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ပြန်ကြည့်လိုက်မယ်ဆိုရင်စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးမှအများကြီးတင်နန်းပေးရဲ့အပြင်သူတို့ဒီစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးမှဘာတွေပြန်လုပ်လို့ရလဲဆိုတော့ဒီဈေးကွက်တွေကိုလည်းပြန်ရှာဖွေပြီးတော့သူတို့ကလည်းဝင်ငွေတွေကိုပြန်ရတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကြောင့်မလို့အများကြီး69%ထိသူတို့ကဒီရှော့ချတာကိုမြင်ရတယ်ပေါ့ဆိုဒါကထိုင်းနိုင်ငံရဲ့နမူနာတစ်ခုသူတို့ကဘယ်လိုလုပ်ဆောင်ခဲ့လဲဆိုတာကိုပြောခဲ့တာဖြစ်တယ်ပေါ့နော်လာအိုနိုင်ငံကိုပြန်ကြည့်မယ်ဆိုရင်လာအိုနိုင်ငံကဒီ1990ပြည့်ကတည်းကပေါ့နော်ဒီ UNODC ရဲ့မိတ်ဖက်နိုင်ငံတရုတ်ထိုင်းဂျာမနီနဲ့လာအိုအစိုးရတွေပူးပေါင်းပြီးတော့မှဒီအစားထိုးဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ကနေပြီးမှဘိန်းတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေကိုသူလှုပ်ဆောင်ခဲ့တာရှိခဲ့တယ်ပေါ့နော်ဆိုတော့ထိုင်းနိုင်ငံကလည်းဒီသူတို့ရဲ့နိုင်ငံမှာသူတို့လုပ်ခဲ့တဲ့ Raya project ရဲ့ရလဒ်ကလည်းတော်တော်လေးကိုအောင်မြင်ခဲ့တယ်ဆိုတော့သူတို့ရဲ့ဒီ project ကိုဒီလာအိုဘက်မှာပို့ပြီးမှယင်းနှိမ့်ညွန့်နှံပြီးမှဒီဘိန်းပပျောက်ရေးဒီလုပ်ငန်းစဉ်တွေကိုသူတို့ပူးပေါင်းပြီးမှလှုပ်ဆောင်ခဲ့ရတယ်တွေ့ရတယ်ပေါ့နော်
1998ခုနှစ်98ခုနှစ်မှာဆိုရင်ဒီလာအိုနိုင်ငံမြောက်ပိုင်းဒီပြည်နယ်3ခုမှာဘိန်းဖြတ်ပေးတဲ့လုပ်ငန်းတွေဘိန်းဒီဆေးဖြတ်ပေးတဲ့လုပ်ငန်းတွေကိုသူတို့အစီအစဉ်အကောင့်ထဲပေါ်ခဲ့တာရှိတယ်အစီအစဉ်ကိုသူတို့16ခုလောက်သူတို့ကအကောင့်ထဲပေါ်ဆောင်းနိုင်ခဲ့တာရှိတယ်ပေါ့နော်ဆိုတော့1998ခုနှစ်အထိဒီလာအိုနိုင်ငံကဒီဘိန်းထိုက်ပြုံမှုအမြင့်ဆုံးနိုင်ငံတစ်ခုတည်းမှာပါဝင်နေပေါ့နော်ဆိုတော့ဒီအဲ့ဒီချိန်လေးသူတို့ကနေပြီးတော့မှဆေးဖြတ်ပေးလုပ်ငန်းစီမံသူလှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့2000ပြည့်နှစ်ရောက်တဲ့ခါမှာပဲသူတို့ကဘယ်လိုမျိုးဒီဘိန်းစိုက်ပျိုးမှုကိုသူတို့အချိန်အဟုန်နဲ့သူတို့တာမြစ်ပြီးတော့မှဒီဘိန်းစိုက်ပျိုးတာအစားပေါ့နော်မရတော့ဘူးငါတို့ကဒီဘိန်းစိုက်ပျိုးကိုငါတို့ဆေးဖြတ်တာတွေဘိန်းဖြတ်တာတွေငါတို့လုပ်လို့မရဘူးတစ်ဖက်မှာကလည်းသူတို့ကဘယ်လိုမျိုးပုံစံမျိုးနဲ့ဘိန်းစိုက်ပျိုးမှုကို short ချလို့ရလဲဆိုတော့စဉ်းစားလာခဲ့တယ်ပေါ့နော်အဲ့ဒီနေရာမှာဆိုရင်သူတို့ကတီးနှံပြောင်းလဲပြီးတော့မှဒီ site ပြောတဲ့ဒီထိုင်းနိုင်ငံမှာခဏပြောတာအကောင့်ထဲပေါ်ခဲ့တဲ့နီလန်အတိုင်းပဲသူတို့တီးနှံဒီပြောင်းလဲ site ပြောတဲ့ဒီအစီအစဉ်ကိုအကောင့်ထဲပေါ်ခဲ့တယ်ပေါ့နော်ဆိုတော့အဓိကဒီတောင်ပေါ်ဒေသတွေမှာသူတို့ကဒီရွှေ့ပြောင်းတောင်ယာကိုအသုံးပြုပြီးတော့မှဘိန်းဆိုင်တာဖြစ်တဲ့ကြောင့်မလို့ဒီရွှေ့ပြောင်းတောင်ယာတွေကိုအသုံးပြုတဲ့နီလန်တွေကို short ချခံပြောမှဒီအမြဲတမ်း site ပြောရေးစနစ်ကိုသူတို့ကပြောင်းလဲခဏပြောတဲ့ရေသွေး site ပြောရေးလားဒါမှမဟုတ်ဒီခြံ site ပြောရေးလားအစရှိတဲ့နီလန်ကိုသူတို့ကိုပို့ပြီးမှအသုံးပြုခိုင်းတယ်ပြီးတော့အချက်စင်ပေါ့နော်ဒီသူတို့ကအဲ့ဒီနီလန်ကနေစင်ပေါ့သူတို့ကအစားထိုးတင်းနှံအနေနဲ့ကော်ဖီတွေရာဘာတွေဖလာစစ်တွေကြံနဲ့ပြောင်းဖို့တွေကိုစိုက်ပျိုးခိုင်းတယ်ပေါ့နော်ပြီးတော့အဲ့ဒီအတွက်တင်တန်းတွေပို့ချတယ်ပြီးတော့မှအစိုက်ပျိုးရေးပဲလားမဟုတ်ဘူးဆိုတော့ဒီမွေးမြူရေးတင်တန်းပိုင်းလဲသူတို့ကဒီအများကြီးသူတို့ဒီအထောက်အကူပြုအောင်သူတို့တင်တန်းနေပေးရမျိုးရှိခဲ့တယ်ပေါ့နော်ဒီရွှေ့ပြောင်းတောင်ယာတွေရဲ့အကျိုးဆက်တွေကဘာတွေဖြစ်လဲတဘောပတ်ဝန်းကျင်ကိုဘယ်လိုမျိုးအကျိုးတရားမှုရှိလဲဆိုတဲ့အပိုင်းတွေကိုသူတို့ကအသိပညာပေးရပိုင်းလုပ်တယ်ပြီးတော့မှမွေးစေဝါအန်ဒီရဲ့နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးအကျိုးဆက်တွေရှိလဲဆိုတဲ့အပိုင်းတွေကိုလည်းသူတို့တင်တန်းပေးရမျိုးရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီအစောနာကဒီ site ပြိုခိုင်းတဲ့တီးနှံတွေကိုလည်းဒီတိုင်းပဲ site ပြိုခိုင်းတာမဟုတ်နဲ့ဒီ site ပြိုတီးနှံတွေကိုငါတို့ကဘာပြန်လုပ်လို့ရလဲဆိုတော့ဈေးကွက်တွေကိုရှာဖွေပေးပြီးတော့မှဒီဒေသခံတွေရဲ့စီးပွားရေးအဆင်ပြေအောင်စားဝတ်နေရေးအဆင်ပြေအောင်သူတို့ကအများကြီးကူညီပေးခဲ့တာရှိရပေါ့နော်ဆိုတော့ဒီ2000ခုနှစ်ကနေစပြီးတော့2005ခုနှစ်ပေါ့နော်ဒီ9နှစ်အတွင်းမှာဘိန်းစိုက်ပျိုးမှုက90%ထိကိုသူတို့ကျဆင်းသွားခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဟက်တာနဲ့ပြန်ကြည့်မယ်ဆိုရင်19052ဟက်တာကနေပြီးမှ1800ဟက်တာအထိကိုကျဆင်းပြီးတော့မှဒီဘိန်းစိုက်ပျိုးမှုကလောကရှော့ကျသွားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့2006ခုနှစ်မှာဆိုရင်ဒီလာအိုနိုင်ငံကမွေးစေဝါကင်းလွတ်တဲ့နိုင်ငံပေါ့နော်ဒီသူတို့နိုင်ငံကိုအစိုးရကနေပြီးတော့မှကြီးညာခဲ့တာမျိုးကိုတွေ့ရပါတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီးတော့မှသူတို့ဒီလာအိုနိုင်ငံကအဖက်ဖက်ကနေခက်ခဲတော့ဖွံ့ဖြိုးရေးအပိုင်းမှာဆိုတော့ဒီတပေါ်တပူနေနေထားရတော့သူတို့ကခက်ခဲတဲ့အခါမှာဆိုရင်ဒီသူတို့အထူးသောနေရာတွေမှာဆိုရင်သူတို့ကဒီဘိန်းစိုက်ပျိုးမှုပပျောက်ရေးတွေပြီးမှအစားထိုးတင်တဲ့တွေကိုစိုက်ပျိုးခိုင်းစီတဲ့ဒီစီမံကိန်းတွေကမူရောက်နိုင်တာမျိုးတွေ့ရတယ်အချွတ်တောင်ပေါ်တွေတာမှာဆိုအရင်ခက်ခဲတယ်အကြောင်းမလို့အချို့တော့ဒီတာတွေမှာစိုက်ပျိုးဆဲဖြစ်နေတယ်ပေါ့နော်ဆိုတော့စိုက်ပျိုးဆဲဖြစ်နေတော့ဒီခုနပြောတဲ့ဒီဟက်တာတွေက1800ဟက်တာကနေပြီးမှနည်းနည်းလေးပိုပြီးမှတိုးလာပြီးမှလည်းဒီဇွန်က1988ခုနှစ်ထိကတော့အဲ့လောက်ထိတော့အများကြီးမရှိရတော့ကိုတော့မြင်ရတယ်ပေါ့နော်ဆိုတော့ဒါလာအိုနိုင်ငံမှာဒီသူတို့လှုပ်ဆောင်ခဲ့တဲ့တဆင့်ချင်းတဆင့်ပေါ့နော်ဘယ်လိုမျိုးလှုပ်ဆောင်ခဲ့လဲဆိုတာမျိုးကိုပြောပြခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ပြန်ပြီးကြည့်လိုက်မယ်ဆိုရင်ထိုင်းနိုင်ငံတွေမှာကောလာအိုတွေမှာနိုင်ငံတွေမှာကောအခြားနိုင်ငံတွေမှာကောဒီဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီးတော့မှဒီပပျောက်ဖို့အတွက်သူလှုပ်ဆောင်တဲ့အခါမှာဆိုသူတို့ချီတက်တဲ့နီလန်းတွေကအဆင့်3ဆင့်ရှိတယ်ပေါ့နော်ဆိုတော့ပထမအဆင့်ကိုပြင်ကြည့်မယ်ဆိုရင်ဒီဒေတာတွေကအခြေခံလိုအပ်ချက်တွေကဘာတွေရှိလဲသူတို့ကဒီစင်းရဲမွေးတင်နေရလားအဲ့ဆိုသူတို့စင်းရဲမွေးတင်နေတဲ့အကြောင်းရင်းကဘာတွေဖြစ်လဲသူတို့အခြေခံလိုအပ်ချက်တွေရှိနေရလားအခြေခံလိုအပ်ချက်တွေကကျွန်တော်တို့ဖြစ်စီပေးဖို့လိုအပ်နေရလားပြီးမှသူတို့မှာဖွံ့ဖြိုးတက်ဖို့ကဘာတွေလိုနေလဲဆိုတဲ့အပိုင်းတွေကိုကြည့်ပြီးမှအခြေခံလိုအပ်ချက်တွေကိုဖြစ်စီပေးအဆင့်တစ်ကိုလှုပ်ဆောင်ပေးရပေါ့နော်ပြီးရင်ခဏပြောရတဲ့အဆင့်နှစ်ပေါ့နော်တင်းနဲ့အစားထိုးခြင်းနဲ့ဒီစွမ်းဆောင်ရည်မြင့်တင်ပေးတဲ့အပိုင်းပေါ့နော်သူတို့ကိုဒီဘိန်းဆိုင်ပြိုးရေးအစားအခြားသောခဏပြောတဲ့ဒီတင်းနဲ့အတစ်တွေမိတ်ဆက်ပေးမယ်ပြီးခဏပြောကော်ဖီတွေလက်ဖက်တွေပြီးမှပန်းပင်တွေပေါ့နော်အဲ့တွေကိုသူတို့ဘယ်မိတ်ဆက်ပေးမယ်ပြီးမှအဲ့ဒီတင်းနဲ့အတစ်တွေနဲ့ပတ်သက်ပြီးတော့မှအသိပညာအပိုင်းတွေနဲ့သူတို့ဒီစီးပွားရေးထောက်ပံ့ရေးပစ္စည်းတွေပေါ့နော်အတိတ်ကဒီနီးပညာအပိုင်းတွေကိုသူတို့ဘယ်လဲထောက်ပံ့ပေးရပေါ့နော်ဆိုတော့သူတို့ကဒါတွေကိုဘယ်လိုစရမလဲတင်တန်းတွေပေးတယ်ပြီးမှ
ဒါနဲ့ပတ်သက်ပြီးတော့မှဘယ်လိုဆိုရင်ကောင်းကျိုးရှိရဘယ်လိုဆိုဆိုးကျိုးရှိရအစရှိတဲ့အပိုင်းတွေကိုသူတို့ကိုပြောပြပေးဟာလုပ်တယ်ပြီးတော့မှသူတို့အခုတီးနှံမျိုးစစ်အတစ်တွေတီးနှံအတစ်တွေကိုမိတ်ဆက်ပေးတဲ့အချိန်မှာတခါတည်းသူတို့စိုက်ပျိုးဖို့အတွက်သူတို့အကောင့်ထဲမှာဖော်ခင်ထိသူတို့ခဏပြောတဲ့ဘိန်းကိုအတင်းအဓမ္မဝင်ဖြတ်တာမျိုးတွေဒေတာမှာရှိနေတဲ့ဒေတာခံတွေစင်းရဲမှုကပိုဆိုးလာအောင်အတင်းအဓမ္မဝင်ဖြတ်တာမျိုးမဟုတ်ဘဲနဲ့ဖြစ်ဖြစ်ချင်းတဲ့တီးနှံစိုက်ပျိုးမှုတွေကိုသူတို့ကလုံလောက်တဲ့ဝင်ငွေရတယ်ပြောမှသူတို့ကဘိန်းစိုက်ပျိုးမှုအစားသူတို့ကတခြားသောစိုက်ပျိုးရေးတွေပေါ့နော်တီးနှံအစားထိုးတီးနှံတွေကိုသူတို့စိုက်ပျိုးတာရင်ပါလာပြီဆိုတာမှဆိုတဲ့အချိန်မှာပဲသူတို့ကဥပဒေအရပေါ့နော်အသားမြစ်တာမျိုးတွေပြောမှမစိုက်ဖို့ခွင့်ပြုတာမျိုးတွေသူတို့လှုပ်ဆောင်တာမျိုးတွေ့ရတယ်ပေါ့နော်ပြောတတိယအဆင့်ကခဏပြောတဲ့ရေရှည်တည်တဲ့စီးပွားရေးတွေနဲ့ဈေးကွက်ချိတ်ဆက်ပေးလုပ်ငန်းတွေလှုပ်ဆောင်ရတယ်ပေါ့နော်ဆိုခဏပြောတဲ့သူတို့ကဒီတိုင်းပဲမလွတ်ထားဘူးရော့စိုက်ပြောမှကွက်ကိုဈေးကွက်ရှာဆိုမျိုးမဟုတ်ဘဲနဲ့သူတို့တွေကဒါကိုစိုက်မယ်ဆိုရင်ဘယ်နိုင်ငံတွေကိုချိတ်ဆက်ပြောမှဈေးကွက်ရှာဖွေပေးမယ်ဆိုတဲ့ဆိုတဲ့ဟာမျိုးတွေလှုပ်ဆောင်ပေးရရှိရပေါ့နော်ပြီးတော့မှတန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်လုပ်ပေးမှာခဏကုန်ကျန်းပဲမဟုတ်ဘဲနဲ့ကုန်ကျန်းနဲ့တစ်စင်းကုန်ချောတွေကိုထုတ်လုပ်ဖို့အတွက်ကော်ဖီဆိုလဲကော်ဖီစစ်လော်တဲ့အပန်းတွေတစ်တီချောလုပ်တဲ့လုပ်ငန်းတွေတစ်တီဖြော်ရည်တွေအစရှိတဲ့ပုံစံမျိုးတွေဒေတာချက်လက်မှုလုပ်ငန်းတွေအစရှိတဲ့ပုံစံမျိုးတွေတို့ကတန်ဖိုးမြင့်လုပ်ငန်းတွေလှုပ်ဆောင်ပေးရပြောမှအမတ်တစိတ်တွေပေါ့နော်ခဏပြောအခုဆိုရင်လာဦးနိုင်ငံမှာဆိုရင်လည်း Premier Coffee ဆိုတဲ့အမတ်တစိတ်ကိုတို့ကနိုင်ငံရဲ့ကိုစားပြုနေတဲ့တို့ကအဓိကထုတ်ကိုတစ်ခုအနေနဲ့တို့ရဲ့ဒီနိုင်တာကိုတွေ့ရတယ်ပေါ့ဆိုတော့ဈေးကွက်တွေထုတ်ပေးရပြောမှအဲ့ဒီဈေးကွက်ကိုနှစ်တူပဲမဟုတ်နဲ့ရေရှိတည်တံ့ဖို့အတွက်ဘာလို့ဆောင်ပေးရမလဲဆိုတော့ပိုင်းတွေကိုတို့ချစ်ခဲ့တာရှိတယ်ပေါ့ဆိုတော့ပြန်ကြည့်မယ်ဆိုရင်တို့ရဲ့ချစ်ကပ်မှုတွေကလူမှုအတိုင်းအဝိုင်းတွေကိုပေါ့နော်လူသားတွေကိုဗဟုပြုတ်ပြီးတော့မှဘက်စုံလွမ်းခြုံတဲ့ချစ်ကပ်မှုတစ်ခုဖြစ်တဲ့ပြီးမှလူမှုအတိုင်းအဝိုင်းတစ်ခုကိုပေါ့နော်ကိုယ်တိုင်စီမံခွင့်ပေးတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ကြောင့်မလို့ပေါ့နော်ဒီလိုမျိုးအခုလက်ရှိချိန်ထိပေါ့နော်ဘိန်းစိုက်ပျိုးမှုကအများကြီးပြန်မတိုးလာတာကိုမြင်ရတယ်ပေါ့ဆိုဒါကအရန်ကောင်းမွန်တဲ့ချစ်ကပ်မှုလို့ကျမတို့မြင်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ထိုင်းနိုင်ငံနဲ့လာအိုနိုင်ငံရဲ့ဘယ်လိုလုပ်ခဲ့လဲဆိုတဲ့နမူနာအဆင့်တွေဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာကရောဘိန်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီးတော့မှဘယ်လိုပုံစံမျိုးလှုပ်ဆောင်နေရရှိလဲပြီးတော့မှဒီဘိန်းစိုက်ပျိုးမှုပပျောက်ဖို့အတွက်ပေါ့နော်အစိုးရတွေကနေပြောဘယ်လိုမျိုးလှုပ်ဆောင်နေရရှိလဲဆိုတာမျိုးကိုမကိုကတော့ပို့ပြီးမသိမထင်တယ်ပေါ့ဆိုကိုမကိုဖက်ကနေပြောမှတစ်ချက်လောက်ဝေမျှပေးပါဦးဟုတ်ဆိုတော့ကျွန်တော်ထိုင်းတို့လာအိုရဲ့အတွေ့အကြုံတွေသူတို့လုပ်ခဲ့တဲ့အနေအထားတွေပြင်နားထောင်ကြည့်ရတော့လေဒါစိတ်ဝင်စားစရာကောင်းတာပေါ့လေနော်ဆိုတော့အခုမြန်မာနိုင်ငံကမြန်မာနိုင်ငံရဲ့အခြေအနေကိုပြောရမယ်ဆိုရင်ပေါ့လေနော်မြန်မာမှာဘင်းပပျောက်အောင်နဲ့ပတ်သက်ပြီးတော့မပြောခင်မှာပါလေနော်မြန်မာမှာဘာလို့ဘင်းစိုက်ကြတယ်လဲဆိုတဲ့ဟာမျိုးကိုပြန်ပြီးတော့မှကြည့်ရမယ်ဆိုရင်ဒီဆိုတော့ထိုင်းတို့လာဟိုတို့ဒီဘက်မှာဘင်းဆိုင်တဲ့ဒေတာနဲ့အခြေအနေချင်းကတွေ့တူပဲပေါ့လေနော်အဓိကပါလဲဆိုရင်စင်ရဲနံပါတ်မှုတွေကြောင့်ဘင်းဆိုင်ကြတယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ဘင်းဆိုင်တာကအဓိကတော့အသက်ရှင်ရက်တည်ရဲ့အတွက်အခြားရွေးချယ်စရာအသီးနှံတွေမရှိတဲ့အခါမှာစိုက်ကြတယ်ဆိုတဲ့ဟာမျိုးတွေတွေ့ရတယ်ဒါတော့မြန်မာနိုင်ငံပါလေနော်ပြီးတော့မှဒီဘင်းဆိုင်လို့ရတဲ့ဝင်ငွေနဲ့သူတို့ဘာတွေပြန်သုံးကြလဲပြန်ကြည့်မယ်ဆိုရင်ဒီကတော့ကျန်းမာရေးပညာရေးနောက်ပြီးတော့မှသူတို့ရဲ့လူမှုရေးတွေသူတို့လူမျိုးကင်ဂျင်မှုဆိုင်ရာကိစ္စတွေနောက်ဒီ data ဖွံ့ဖြိုးရေးတွေမှာဆိုရင်လည်းဒီရဲ့ဘိန်းဆိုင်လို့ရတဲ့ဒီပတ်စံနဲ့သူတို့ပြန်လုပ်ကြတယ်နောက်ပြီးတော့မှတခုကတော့ဒီဖက်မြန်မာပြည်ရဲ့အနေထားပို့ဆိုတာတော့အခွန်အခပါလေနော်အခွန်အခလို့ပြောတဲ့အချိန်မှာဒီတာမန်အစိုးရတွေကောက်တဲ့အခွန်အခထက်ဒီဟာတော့ပိုပြီးရှုပ်ထွေးတာပါလေနော်လင်းနဲ့ကင် price တွေရှိတယ်နောက်ပြီးတော့မှဒီပြောမယ်ဆိုရင်တော့ဒီစစ်တပ်ကနေပြီးတော့မှနေမြေစုံမှုသွားတဲ့ချိန်မှာအဲ့ဒီလူတွေကိုပြီးဖို့ပါဖို့အဲ့ဒါတွေကစပါတယ်နောက်ပြီးတော့မှသူတို့ကျွေးမှုမွေးဖို့ကိစ္စကစဒီအခွန်ခါနေသူတို့တုံးတာကြီးလည်းရှိတယ်နောက်တစ်ဖက်မှာလည်းဒီပီတူစစ်တွေဆိုရင်လည်းသူတို့ပီတူစစ်ရရှင်တဲ့ဒီရဲ့တက်ကဒေသခံတွေမိကိုရတဲ့ခါမှာဒေသခံတွေစီကနေလည်းငွေကြေးကောက်ခံတာတွေအများပြားလုပ်တာရှိတယ်အဲ့ဒါဒီအခွန်ခါတွေကစဒီကနေရတဲ့ဝင်ငွေတွေသူတို့ပြန်ပေးရတယ်ဆိုတဲ့နေတာမျိုးတွေရှိတယ်ပြီးတော့မှပြန်ကြည့်လိုက်လို့ရှင်လဲဒီမြန်မာနိုင်ငံမှာဆင်းရဲလို့ဘိန်းဆိုင်ကြတယ်ပြီးတော့မှအဓိကစင်တန်ရက်တီအတွက်ဆိုင်ကြတယ်ပေါ့လေနောက်တစ်ဖက်မှာလည်းဘိန်းဆိုင်တဲ့အတွက်ရောသူတို့ချမ်းသာသလားလို့ပြောလို့ရှင်ဘိန်းဆိုင်တဲ့တောင်သူတွေကချမ်းသာကြပါလေနော်ဘာလို့လဲဆိုသူတို့ကပြောမယ်ဆိုရင်တော့ကျွန်တော်တို့တခြားတီးနှံလိုမျိုးပဲတီးနှံဆိုင်လိုက်တယ်ပြီးတော့မှထွက်လာတဲ့အဲ့ဒီရဲ့ထုတ်ကုန်ဒီတီးနှံထွက်ကုန်တွေကို
ဒီ data ဆေးနဲ့ပဲသူတို့ရောင်းလိုက်တာပေါ့လေနော်အဲ့လိုမျိုးပဲဘိန်းဆွင်လိုက်အဲ့လိုမျိုးပဲဘိန်းဆိုင်လိုက်တယ်ပြီးတော့မှထွက်လာတဲ့ဘိန်းဆေးတွေကိုသူတို့ data မှာရှိနေတဲ့ပွဲစားတော့မဟုတ်လို့ရှင်မွေးစီပါကုန်ကူတဲ့လူပေါ့နော်အဲ့ဒီလူတွေကိုအစင်စင်အနေနဲ့သူတို့တစင်သူတို့ကတော့အဓိကတော့ပွဲစားတွေစီပဲရောင်းတာပါပွဲစားကတော့အစင်စင်တွေပြန်ပြီးတော့မှရောင်းတဲ့ဟာတွေလည်းရှိတာပေါ့လေနော်တကယ်တော့ဒီကနေအချမ်းဖြစ်တော့ပြောလို့ရှင်တော့လူထုတွေဘိန်းဆိုင်တဲ့တောင်သူကအကျိုးမြတ်ကနေနေပဲပါလေနော်အဲ့တော့သူတို့ရှင်သာဖို့လောက်ပဲလုံလောက်တဲ့အနေအထားမျိုးမှာရှိတယ်အဲ့တော့သူတို့လည်းမချမ်းသာကြဘူးတကယ်ချမ်းသာတာကအဲ့လိုမျိုးဆိုတော့ပြောတဲ့မောင်ကိုကူတဲ့လူတွေပဲပြောတော့တချို့ပွဲစားပေါ့ပွဲစားအောင်မှအကြီးစားပါနော်ဒီဒါအခြေပြုပွဲစားတော့နေတော့မှဘာမှတော့လာလောင်ငါမဟုတ်ဘူးလို့တော့ကျွန်တော်တို့လို့တော့မြင်နေပါလေနော်ဆိုတော့ဒါတော့လက်ရှိဒီနိုင်ငံမှာဘယ်လိုဘာလို့ဘိန်းဆိုင်တယ်လဲဆိုရင်ဒီဒါမျိုးတော့ဒီလိုမျိုးတော့ကျွန်တော်မြင်တယ်ပေါ့လေနော်ဆိုတော့နောက်တစ်ခုကဒီဘိန်းဆိုင်ပြုံးမှုနဲ့ပတ်သက်ပြီးတော့မှဘာပြောက်အောင်မြန်မာနိုင်ငံကလုတ်ခဲ့သလားလို့ပြောလို့ရှိရင်ထိုင်းလို့လာဦးလို့လိုမျိုးပေါ့လေနော်လုတ်ခဲ့တယ်ပေါ့လေနော်မြန်မာပြည်မှာဆိုရင်1990ဝန်းကျင်လောက်ကလေးကဒီဘိန်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီးတော့မှယုံနေလာအောင်ဘာပြောက်သူတို့လုတ်ခဲ့တာရှိတယ်အဓိကတော့လောက်တာတော့ UNODC တို့နောက်အခြား super တွေလောက်တာရှိတယ်အစိုးရနဲ့ပူးပေါင်းလောက်တာရှိတာပေါ့လေနော်အဲတုန်းကတော့အဓိကတော့သူတို့လုပ်ခဲ့တာတွေကတော့ဘိန်းကိုဖြတ်ပြီးတော့မှအစားထိုးတိနံကိုစိုက်ခိုင်းတယ်ပေါ့အဲ့ဒါပဲအဲ့တော့ထွက်လာတဲ့တိနံထွက်လာပြီဆိုရင်ပြန်ဝေတာမျိုးတွေစီခွဲရအောင်ချိတ်ဆက်ပေးတာမျိုးတွေပြီးတော့မှဒီတိနံအဲ့ဒီသားမှာကိုက်ညီမှုရှိမရှိဆိုတဲ့ဟာမျိုးတွေဘာမှအထွေထူးဒီချာလေးလာစုံစမ်းပြီးတော့မှလုပ်ခဲ့တာမျိုးတွေတိတ်မတွေ့ရတော့ဖြစ်ထွန်းတော့လူထုတွေကဘိန်းပြန်စိုက်ကြတာပေါ့လေနော်နောက်1990နောက်ပိုင်းတွေဆိုရင်တော့သူတို့နည်းနည်းပို့ပြီးတော့မှဘယ်လိုပြန်လှုပ်လာလဲဆိုရင်ဘိန်းစိုက်တဲ့ဟာကိုလည်းဆက်ဖြတ်ပြီးတော့မှအစားထိုးတင်းနံတချို့လူကြီးပေးတယ်ပေါ့အများစုတွေ့ရတာတော့ဒီတင်းနံထောက်ပံ့တဲ့ချိန်မှာပြောမယ်ဆိုရင်တော့ရှမ်းတောင်တွေမှာဆိုရင်တော့ဘိန်းအစားထိုးတင်းနံနဲ့ပတ်သက်ပြီးတော့မှအစိုးရပဲပြော UN ပဲပြောသူတို့တွေအနေနဲ့ပတ်ပို့ခဲ့တဲ့ဟာပြန်တွေ့ကြည့်မယ်ဆိုရင်တော့မျိုးစေ့တွေကဒီအာလူတို့လက်ဖက်တို့နောက်ပြီးတော့မှပန်းနန်းပါလေနော်စီထိုက်တင်းတယ်တချို့နေကြတချို့တွေပါမယ်နောက်ကြုံပါလေနော်အဲ့ဒါတွေလည်းပါမယ်ပြီးတော့မှcoffee တို့ဘာလို့လဲပေးခဲ့တာလည်းရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီ1990ကျော်နောက်ပိုင်းမှာကလူတို့ဘာလို့ဆိုရင်တို့စိုက်ခိုင်းတယ်ဒါပေမဲ့စိုက်ပြီးရင်စီးရမရှိတယ်နော်ဘယ်နှပြန်ရောက်မှမကြည့်ဘူးအဲ့တော့လူထုတွေအရှုံးပေါ်တယ်နောက် coffee တို့ဘာလို့ဆိုစိုက်ကြတယ်ပြီးရင်ဘယ်သူမှမဝယ်ဘူးဘယ်နှရောက်မှလည်းမသိဘူးဂျုံတို့ဘာလို့ဆိုစားလို့သူတို့တွေစင်တော့ဂျုံတို့ဘာလို့ဆိုဒေတာခံတွေစင်လည်းစားတဲ့သူတို့စားနေကြအစားစားလည်းမဟုတ်အဲ့တော့ဂျုံတွေများပြစိုက်ကြတယ်ပြီးရင်ဘယ်သူမှလည်းမဝယ်ဘူးကွာနော်အစားပိုင်းမှာစိုက်ခိုင်းတဲ့ချိန်မှာတော့နေတို့စိုက်အစိုးရဝယ်ပေးမယ်ပေါ့တကယ်ပဲထွက်လာတော့အစိုးရလည်းမဝယ်ပေးဘူးကွာနော်အဲ့တော့အဲ့ဒါဒီကစားမအောင်မြင်ဘူးပြီးတော့မှဒီနည်းနည်းတော့ဒီလူထုတွေပြန်စိုက်ဖြစ်တာတော့ကျွန်တော်တို့ဒီနဲ့ဒီဒေတာခံတွေနဲ့မေးကြည့်တဲ့လောက်တော့အဓိကပန်းနန်းပေါ့နော်စီထွက်တင်းနံတွေဆိုသူတို့လည်းပြန်စိုက်ဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီရဲ့စီထွက်တင်းနံကဒီသူတို့စိုက်တယ်အကယ်၍ရောင်းလို့မရရင်တော့မှစီပြန်ကျိတ်ပြီးတော့မှသူတို့အိမ်စားဖို့အတွက်ကိုပြန်သုံးလို့ရတဲ့အတွက်ကြောင့်ဒါလေးကိုတော့ပြောမယ်ဆိုရင်တော့စားဖို့အတွက်ကိုပြင်ပြီးအထောက်ကူပြုတဲ့ဟာတွေနဲ့သူတို့ဆက်ဆိုင်နေတာမျိုးတွေတော့တချို့နေရာမှာတော့တွေ့တယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ပန်းနန်းကတော့ဘိန်းဆိုင်တဲ့ data အောင်မဆိုင်တဲ့ data ဟောချစ်ချင်မပြန်တော့စိုက်တာမျိုးတွေတော့ရှိတာပေါ့လေနော်အမေ2000ခုနှစ်နောက်ပိုင်းကျတော့ဒီဆွမ်းနာဘိန်းဒီအစားထိုးတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှဒီပုံစံလေးနည်းနည်းပြန်ပြောင်းလာတယ်အဓိကတော့ဆံပြောဒီနံအစားထိုးဒီနံတွေပြီးတယ်မွေးမြူရေးကိစ္စတွေပါထည့်လာတယ်နော်အစချေခံအဆောက်လမ်းပေါ့လမ်းတချို့တွေပါနေပါဖောက်ပြီးတယ်ပေါ့အမေ2000နောက်ပိုင်းမှာကျတော့အဲ့ဒါနဲ့မလုံလောက်ဘူးပေါ့လေနော်ဘိန်းစိုက်ရင်ဖြတ်တယ်ဘိန်းခင်းဖြတ်တယ်ဖြတ်ပြီးတော့မှဗာလဲဆိုရင်ဒီစားပူတောက်ဖို့ကျတော့ဆန်တချို့ပေါ့ဒါပေမဲ့လုံလောက်တာတော့မဟုတ်အနေချင်းပဲပန့်ပိုးပေးတာရှိတယ်နော်niche shaping ဖြစ်တဲ့လက်ဖက်တို့ coffee တို့တို့ဆက်ပြီးတော့မှစိုက်ခိုင်းတာရှိတယ်ဒါပေမဲ့လက်ဖက်တွေတော့တချို့ဒေသတွေမှာတော့အခုချိန်ထိတော့ဆက်ပြီးတော့မှဖြစ်ထွန်းနိုင်တော့ရှိတာပေါ့လေနော်နောက်ဖက်မှာလည်းမွေးမြူရေးကိစ္စမျိုးတွေလည်းပန့်ပိုးတာလည်းရှိတယ်နောက်ဆက်ပြီးတခြားသောစိုက်ပြီးလုပ်ငန်းတွေပါတယ်ဒီအဲ့ဒါတွေနဲ့တွဲပြီးတော့မှသူတို့ဆက်ပြီးတော့မှပုံယူဟာပြောင်းပြီးလုပ်နေတဲ့ဟာတွေလည်းဆက်ရှိတာပေါ့လေနော်ဆိုတော့နောက်2010နောက်ပိုင်းမှာလည်းဒီလိုမျိုးပါလေနော်ပုံစံတွေဘယ်လိုပြန်ဖြစ်လဲဆိုရင်တော့အစားထိုးတိနံကလုံးဝယူမအောင်မြင်နေဘူးပေါ့နော်အစီအစဉ်ကမအောင်မြင်နေတော့တချို့တော့ဒီဟိုပုံတို့မင်းနေတာဖက်တချို့တွေမှာရှိနေတဲ့တချို့တော့နေရာတွေမှာတော့ coffee စိုက်ပျိုးတဲ့ဟာတော့နည်းနည်းပို့ပြီးတော့မှ
ဒီဖြစ်ထွန်းတယ်ဆိုတဲ့အနေအထားမျိုးမှာတော့သွားတွေ့ရတာကဒီ coffee စိုက်တဲ့လူတွေကအဲ့တုန်းကဆိုရင်တော့ဘယ်လိုပြောင်းလဲဆိုရင် coffee စိုက်ရင်ဘိန်းမဖြတ်ဘူးပေါ့နော်အဲ့တော့ coffee နဲ့ဘိန်းနဲ့ရောစိုက်ရင်ဘိန်းခင်းလည်းအဖြတ်မခံရဘူးဆိုတော့လူတွေကစိုက်ကြတယ်ဒါပေမဲ့အများစုမဟုတ်ဘူးပါလေနော်အိမ်ထောင်စုအများပြားထဲမှာတချို့တစ်ဝက်လောက်ပဲစိုက်ကြတယ်အဲ့ဒါအောင်မှဒီ coffee နဲ့တွဲစိုက်တော့သူတို့ပြီးနိုင်တဲ့အတိုင်းအတာကလည်း coffee ပင်တွေကိုပန့်ပို့ပြီးနိုင်တဲ့အတိုင်းအတာကလည်းနည်းတယ်လို့တော့ကျွန်တော်မြင်တယ်ပြီးတော့မှလည်းသူမှဆိုဒီအင်တောင်စုတစုဆိုချန်စာပေါ့အဲ့လောက်ပဲလို့ပြီးတဲ့ခါမျိုးတော့ coffee တော့စိုက်လိုက်တယ်ပြီးတော့မှနောက်ပိုင်း coffee ကြီးလာတော့ဘိန်းလဲစိုက်လို့စင်မပြေတော့ပေါ့နော်ဘာလို့ဆို coffee ကအပင်တစ်ပင်နဲ့တစ်ပင်က4ပင်5ပင်လောက်ပဲချားတယ်ပေါ့လေနော်အဲ့လိုနေထားမျိုးမှာပဲဖြစ်တဲ့ခါကျတော့ဘိန်းစိုက်လို့မရတော့အဲ့ဒီ coffee ကတော့သူတို့ဆက်ပြုစုရင်းနဲ့အခုတော့ coffee ဆေးရတော့အနေထားတစ်ခုမှာတော့အထောက်ပံ့ဖြစ်တယ်လို့တော့မြင်တယ်ဒါပေမဲ့ဒီ coffee ပဲမိခိုနေရင်လည်းသူတို့စင်မပြေဘူးပေါ့နော်အဲ့တော့ဒီသားခံတွေကသူတို့မှလည်းအခြားသောဝင်ငွေကိုပြန်စဉ်းစားတဲ့အချိန်မှာဘင်းရပဲပြန်စိုက်ဖြစ်ကြတယ်ဆိုတဲ့အမျိုးပေါ့ဥပမာ coffee စိုက်တဲ့ခြံဆိုရင်ဘိန်းစိုက်တော့ဒါပေမဲ့တခြားခြံမရှိတဲ့လေအဲ့ဒီခြံမှာဘိန်းဆက်စိုက်ကြတယ်ပေါ့လေနော်အဲ့လိုအနေထားမျိုးတွေ့ရတာပေါ့လေဆိုတော့ဒီတစ်ခုလုံးကိုပြန်ပြီးခြုံကြည့်လိုက်လို့ရှင်တော့ဒီမျိုးအစားထိုးတဲ့အစီအစဉ်ကအထိုင်းတို့လာဘူးလို့မျိုးဘာလို့မအောင်မြင်လဲလို့ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဒီမြန်မာနိုင်ငံရဲ့ကျင့်သုံးတဲ့ပုံစံဘိန်းကိုဖြတ်တယ်ပြီးတော့မှအစားထိုးတွေအတင်းစိုက်ခိုင်းတယ်စိုက်ခိုင်းပြီးတော့မှတီးနံကလည်းရောင်းလို့လည်းစိုက်ခိုင်းတဲ့ဟာတွေတီးနံတွေဘယ်နာရောင်းရမှလည်းမသိဘူးပြီးတော့မှဘယ်လောက်ဈေးနဲ့ရောင်းရမလဲဆိုတာလေသူတို့မသိကြဘူးနောက်ပြီးတော့မှဒီ data တွေခါကျတော့သူတို့စိုက်ခိုင်းတဲ့ဟာရောင်းလို့လည်းမရဘူးဈေးလည်းမရဘူးအဲ့လိုအနေထားမျိုးမှာရှုံးပေါ်တော့ပါဖြစ်လဲဆိုရင်အဲ့ဒီအကျွေးတွေကိုပြန်ပြီးတော့မှ cover ဖြစ်ဖို့အဲ့ဒီအကျွေးတွေကိုပြန်ပြီးတော့မှပြန်ဖာထေးဖို့တို့ပြီးတော့မှစားဖို့တောက်ဖို့ပြန်ပြီးဖူလုံဖို့ခါကျတော့သူတို့ကဘင်းဖြတ်တဲ့နေရာမှာမဆိုင်တော့ဘဲနဲ့မဖြတ်လို့မရတဲ့နေရာပေါ့နည်းနည်းဝေးလံခေါင်ဖျားတဲ့နေရာဒေသတွေမှာလမ်းပါဆက်တော်ရေးလည်းခက်ရှိတဲ့နေရာမှာဘင်းပြန်သွားစိုက်ကြတယ်ပြီးတော့မှစိုက်ပြီးတော့မှအဲ့ဒီဟာရလာတဲ့ဟာနဲ့သူတို့ကပြန်ပြီးတော့မှအကျွေးတွေပြန်ဆက်တယ်ပြောမယ်ဆိုရင်တော့အစားထိုးအတင်းစိုက်ခိုင်းလို့ရှုံသွားတဲ့အရှုံးကျွေးတွေကိုအဲ့ဒီဘိန်းစိုက်ပြီးတော့မှပြန်စိုက်ရတဲ့အနေအထားမျိုးတွေမှာလည်းရှိရပါလေနော်နောက်တချို့ဒေသမှာတွေ့ရတာခါကျတော့ပင်လောင်တို့စီဆိုင်တချို့ပါလေနော်အများစုတွေ့ရတာပင်လောင်မျိုးနယ်မှာဆိုရင်ဒီစစ်တပ်ကလူထုကိုစီယုံချင်တဲ့အခါမှာစီဆိုင်မှာလည်းတချို့နေရာတွေ့ရတာပါလေနော်စီယုံချင်တဲ့အခါမှာဒီဘိန်းစိုက်ခိုင်းတာပေါ့2010နောက်ပိုင်းတွေဆိုရင်တို့ကရွေးကောက်ပွဲနီးခါပြီးဆိုရင်တော့ငါတို့မဲပေးဘိန်းစိုက်လို့ရမယ်ဆိုတော့မှစစ်တပ်နဲ့နီးစပ်တဲ့ပြည်နယ်တွေပြောစစ်တပ်တို့ပို့တိုင်းဒါစလူထုတွေကိုသူတို့စီယုံဖို့အတွက်ဘိန်းပြန်ဆက်ခိုင်းတဲ့ဟာမျိုးတွေလည်းတွေ့ရတာပါလေနော်အဲ့တော့ဒီလိုမျိုးခြေနေတွေကြောင့်မလို့ဒါဘိန်းပပျောက်အောင်လုပ်တဲ့အနေအထားမျိုးမှာမအောင်မြင်ဘူးလို့တော့ကျွန်တော်တို့မြင်တယ်ဆိုတော့လက်ရှိဒီဘိန်းဆက်ပြိုးမှုနဲ့ပတ်သက်ပြီးတော့မှဒီအာဏာသိမ်းတဲ့နောက်ပိုင်းမှာဆိုရင်တော့ပို့ဆိုတာဒီမြန်မာနိုင်ငံကအဖက်တဲ့စီးပွားရေးအကျပ်တဲတွေဖြစ်လာတယ်ကုန်စည်နှုန်းတွေကြီးမြင့်လာတယ်ပြီးတော့မှငွေကြေးဖောင်းပွမှုတွေမြင့်လာတယ်အဲ့လိုအနေထားမျိုးမှာလူထုတွေကသူတို့ရဲ့ထောက်ကုန်တွေကတဖြည်းဖြည်းနဲ့ဈေးမရကြပါဘူးအဲ့တော့ဘာဖြစ်လဲဆိုရင်ဘိန်းမဆိုင်တဲ့ဒေသတွေကစားဘိန်းဆိုင်လာတယ်ပေါ့နော်ပြီးတော့ဘိန်းဆိုင်ရင်ဒီအာဏာသိမ်းတဲ့ချိန်နောက်ပိုင်းမှာဘိန်းမဖြတ်ဘူးဘလို့ဆိုလူထုစီယုံဖို့တက်ကသူတို့ကဘိန်းကိုလွတ်လွတ်လပ်ဆိုင်ခိုင်းတဲ့အနေအထားမျိုးမှာတော့တွေ့ရတာပေါ့လေနော်ဆိုတော့ပင်လောင်းတို့စီဆိုင်တို့ဖက်တကြောတို့ပုံဖက်တကြောနောက်နမ်ဆန်တွေလင်းဖက်တကြောဆိုအကြီးအကျယ်ဘိန်းတွေပြန်ဆိုင်ကြတယ်ဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ပြန်တွေ့ရတာပါအဲကြောင့်မို့ဒီကဘာမာကဒီ2020နောက်ပိုင်းမှာကဘာမာမြန်မာနိုင်ငံကဒီဘိန်းဆက်ပြုတ်မှုနဲ့ပတ်သက်ပြီးအမြင့်ဆုံးနိုင်ငံထဲမှာဖြစ်သွားတယ်ပေါ့အဓိကအဲ့ဒီမတိုင်ခင်တော့ကဘာမာတော့အာဖဂန်နစ္စတန်ကတော့သူအမြင့်ဆုံးအနေထားမှာရှိပေမဲ့ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့မြန်မာနိုင်ငံကပြန်ပြီးတော့မှကမ္ဘာမှာဘိန်းစိုက်ပျိုးမှုအများဆုံးအမြင့်ဆုံးနိုင်ငံထဲမှာပြန်ဖြစ်တာပေါ့လေနော်အဲ့လိုအနေထားမျိုးတွေရှိတယ်ပေါ့လေတော့အခုကျတော့သူတို့ဒီအာဏာသိမ်းပြီး9နှစ်6နှစ်ကြာလာတဲ့အချိန်မှာသူတို့အာဏာသိမ်းဆိုရတွေအနေနဲ့ဒီအစိုးရပုံပြောင်းပါလေနော်ဝတ်ဆောင်ပြောင်းအစိုးရပုံစံမျိုးဖြစ်လာတယ်ဒီကတော့အသွင်ပြောင်းဆိုတာထက်တကယ်တော့ပုံစံနည်းနည်းပဲပြောင်းလာပါတကယ်အုပ်ချုပ်ရေးပုံစံကတော့တည်တော့ထွေထူးမပြောင်းဘူးလို့တော့ကျွန်တော်တို့ယူဆတာပါလေနော်အဲ့လိုအနေထားမျိုးမှာဒီဘိန်းဆိုင်တာတွေကိုပြန်ပြီးတော့မှတင်ကျက်လာမျိုးတွေတော့တွေ့ရတယ်အခုဆိုရင်ဒီရှမ်းတောင်မှာဒီကတော့ PNO နဲ့စစ်တပ်ထင်းချုပ်တဲ့ data တွေမှာဆိုရင်တော့ဘိန်းကို
ဒီနေ့မိုးရာသီမှာတော့ဘိန်းကိုပေးမဆိုင်ဘူးပါလေနော်ဘိန်းကိုစိုက်တဲ့ဟာနဲ့ပတ်သက်ပြီးတော့မှပိတ်ပင်တဲ့ဟာမျိုးနေတာမျိုးတွေရှိတယ်ဒါပေမဲ့ဒီသားခံတွေအတွက်ကဘိန်းမဆိုင်ခိုင်းဘူးဆိုရင်အခြားတိနာစိုက်ဖို့ကဘာရွေးချယ်စရာပြီးပေးလဲဘာတွေကုန်ကြီးပေးလဲလို့ပြန်ကြည့်တဲ့အခါမှာမရှိနေဘူးပါလေနော်ဒီသားခံတွေနေနဲ့လည်းနေတို့ဘိန်းမဆိုင်ရဘူးဆိုတဲ့အနေအထားမျိုးပဲအမိန့်ပဲသူတို့ရလာပါအဲ့တော့တခြားဘာတွေဆိုင်ရမယ်ဆိုတဲ့အကြံပြုချက်ပဲပြောတခြားဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ဒီပုံဒီပန်ပုံမှုပဲပြောနေပညာပိုင်းပြောဘာမှမရှိနေဘူးဆိုတဲ့အနေအထားမျိုးမှာတော့တွေ့ရတော့ဒီသားခံတွေကတော့ဆိုင်လို့မရဘူးဆိုတဲ့အနေအထားမျိုးမှာတော့သူမဆိုင်ကြဘူးသူပေမဲ့ဒီသူတို့နီးသူတို့ဟန်နဲ့အစားထိုးတီးနံလို့ပဲပြောမလားဒီ data မှာဖြစ်ထွန်းတဲ့တီးနံတချို့တို့သူတို့ပြန်ဆိုင်နေတာမျိုးတွေတော့တွေ့ရတယ်တို့ပေမဲ့အဲ့ဒီတီးနံတွေကလည်းဘင်းမဆိုင်တဲ့ data ကလည်းအဓိကမိခိုပြီးစိုက်ပျိုးတဲ့တီးနံတွေဖြစ်တဲ့ခါကျတော့ဒီဟာကဒီ sequence လိုအချက်ထက်ပြန်ပြီးတော့မှဒီထောက်လုပ်နိုင်တဲ့စွမ်းအားကအရင်မြင့်သွားပြီဆိုရင်လည်းနောက်ပိုင်းဒီဘိန်းဆိုင်တဲ့တောင်သူတွေလည်းသူတို့အစားထိုးဆိုပြီးတော့မှပြန်ဆိုင်လိုက်တဲ့တီးနံတွေကလည်းစေးမရတာမျိုးတွေနောက်ပြီးတော့မှအများတန်းဒီတီးနံကိုမိခိုပြီးတော့မှစိုက်ပျိုးပြီးတော့မှဒီလောက်ကင်စားတောင်းနေတဲ့တခြားသောတောင်သူတွေလည်းဒီတန်နဲ့ခံရမှာပေါ့လေနော်အဲ့လိုနေထားမျိုးတော့ကျွန်တော်တို့မြင်တယ်နောက်ဒေတာခံတွေကိုယ်တိုင်လည်းဒါတွေကသူတို့စိုးရင်ရတဲ့အနေအထားမျိုးရှိတာပေါ့လေနော်တချို့တွေကတော့ဘိန်းဆိုင်တော့ဘာလို့တလဲပြောလို့ရှင်တော့နိုင်ငံခြားသွားကြတာမျိုးတွေလည်းရှိတာပေါ့လေနော်ဆိုတော့တကယ်တော့ဆောနာဒီထိုင်းတို့လာဦးတို့ဘာလို့အတွေ့အကြုံပြန်ကြည့်မယ်ဆိုရင်တော့ဘိန်းမဆိုင်ဘူးဆိုရင်တော့စနစ်တကျဒီလောက်ဖို့လိုတယ်ဆိုတဲ့ဟာမျိုးလည်းဒီသားခိုင်တို့ကိုယ်တိုင်ကပြောကြတာပါလေနော်ဒီသူတို့တွေဘာတွေစိုက်မလဲပြီးတော့မှဒီလိုစိုက်တဲ့တင်းနံတွေကိုစေးရအောင်ဘယ်လိုလုပ်ပေးမလဲပြီးတော့မှသူတို့ဘာမှခံချက်ပေးမလဲပေါ့အမှအဲ့လိုဟာမျိုးမလုပ်ပေးနိုင်သေးတွေ့တော့တကယ်တော့ဘိန်းတွေကိုဘယ်တော့ပဲမဆိုင်ခိုင်းပါနဲ့နော်ဘိန်းဆိုင်ရင်ဖြတ်မယ်ဆိုတော့ဘယ်လိုပဲအဲ့လိုလုပ်အရင်တော့အတွေ့အကြုံရပြန်ကြည့်မယ်ဆိုရင်ဒီနေရာမှာဆိုင်လို့ဖြတ်တယ်ဆိုရင်နောက်နေ့ဆိုနောက်တစ်နေရာပြောင်းဆိုင်မယ်ပေါ့အမှဖြတ်ဖို့မလွယ်တဲ့နေရာဒေတာကိုရွှေ့ပြီးပြောင်းဆိုင်ကြမယ်ဆိုတဲ့နေသားမျိုးဖြစ်လာတာပေါ့လေနော်ဆိုတော့လူနေသားဖြစ်လာပြီးဆိုရင်တော့ဒီဘိန်းပပြောင်းမှုကတော့ပို့ပြီးတော့မှဝေးသွားမယ်လို့ကျွန်တော်တို့မြင်နေပါလေနော်ဆိုတော့ပြောတဲ့လိုမျိုးပေါ့ဒီဘိန်းဆိုင်တဲ့ဟာတွေပိတ်ပင်လိုက်တဲ့အခါမျိုးမှာလူထုတွေရဲ့ကြုံလာတဲ့အကြက်တဲတွေခက်ခဲတွေကိုအာဏာပိုင်တို့အစိုးရတို့ကဘယ်လိုမျိုးတာဝန်ယူပေးမလဲဘယ်လိုမျိုးကိုကြီးဆောင်ရွက်ပေးမလဲဆိုတဲ့အနေအထားမျိုးမှာအခုချိန်ထိတော့မတွေ့ရနိုင်ဘူးပေါ့လေနော်လူထုတွေအနေနဲ့လည်းဒါတွေကိုတော့ညွန်လင့်တယ်လို့တော့ကျွန်တော်တို့သိရတယ်ဒါတော့လူထုတွေနဲ့ပြောကြည့်တဲ့အချိန်မှာဒါတွေတော့နားထောင်ခဲ့ရတယ်ပေါ့လေနော်ပြီးတော့မှအခုအချိန်တွေကပိုဆိုးတာကဒီဘိန်းဆိုင်တဲ့ data ကရခင်ကလေးကဘိန်းဆိုင်တာကသူတို့ကအခွန်ခပေးပြီးစိုက်ကြတာပေါ့လေနော်ပြောမှဆိုရင်အိမ်ထောင်စုတစုဆိုတိန်းနဲ့ကြည့်ပြီးပေးရတယ်တချို့အိမ်ထောင်data နဲ့ data တော့မတူပြီမဲ့တချို့အိမ်ထောင်စုတွေဆိုရင်ချို data မှာကလင်းကတိတ်မကပေးရတဲ့အိမ်ထောင်စုတွေလည်းရှိတယ်ပေါ့နော်အဲ့လိုပေးပြီးတော့မှဘိန်းဆိုင်ကြတယ်ဒါပေမဲ့ဒီနှစ်မှာတော့ဘိန်းခွန်နဲ့ပတ်သက်ပြီးတော့မှမကောက်ဘူးဆိုပြီးတော့မှပြောနေတာတော့ကြားရတယ်သူပေမဲ့စစ်အုံစစ်အတွက်ကဘိန်းဆိုင်တဲ့တောင်သူတွေလည်းဆက်ပြီးတော့မှပေးနေရတယ်အဲ့ဒီဟာကလည်းလူထုတွေကဝင်းငွေရလန်းကြောင်းမရှိဘဲနဲ့ဘယ်လိုပြောမလဲတရမဝင်ကောက်တဲ့ပတ်စံတွေကိုဆက်ပြီးနေရတဲ့ဟာမျိုးကလည်းလူထုတွေအတွက်ကဝန်ထုတ်ဝန်ပိုးဖြစ်စေနိုင်တယ်လို့တော့ကျွန်တော်တို့မြင်တယ်လူထုတွေအတွက်ကလည်းလူထုတွေမြင်လည်းဒါမလိုလားဘူးဆိုတဲ့အနေအထားမျိုးမှာလည်းတိခဲ့ရတယ်ပေါ့လေနော်ပြီးတော့မှပို့ပြီးတော့မှဒီလိုမျိုးပေါ့ဘိန်းပပြောင်းမှုကိုဒါပေါ့ဆိုတာထက်ဘိန်းစိုက်ပျိုးမှုကိုရှော့ချအောင်အရင်ဦးဆုံးသွားတင်တယ်ပေါ့လေနော်ဘိန်းစိုက်ပျိုးတဲ့ဟာမျိုးကိုရှော့မယ်ရှော့ဖို့အတွက်ကတော့ဒီတခြားသောအရင်တော့လောက်ခဲ့တဲ့အတွေ့အကြုံဒီဟာပြင်မှာတခြားသောနိုင်ငံတွေဘာလို့အောင်မြင်တယ်လဲဆိုတဲ့ဟာမျိုးကိုတေချာလေးလာပြီးတော့မှအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှမြန်မာနိုင်ငံမှာလည်းအစိုးရပဲပြောဒီ UN ပဲပြောတကယ်ဒီထဲဝင်ပူပေါင်းလှုပ်ဆောင်တဲ့အပိုင်းတွေမှာလည်းလှုပ်ဖို့လိုတယ်တော့ကျွန်တော်တို့မြင်တယ်ပေါ့လေနော်ခုလိုမျိုးဒုံတိပဲပြောပါလဲနော်ရုပ်တရက်ဘိန်းမဆိုင်ရဆိုတဲ့ဟာမျိုးပိတ်ပင်လိုက်တာကလူထုတွေတော့ကပုတ်ပြီးတော့မှစင်းရဲမွေးတယ်မှုပုတ်ပြီးတော့မှတွန်းပို့စေတယ်ဒီဟာကလည်းဘိန်းပြန်ဆိုင်ဖို့အတွက်ကိုအခွင့်အလမ်းပုံများစေတယ်ပေါ့နော်အဲ့တော့အဲ့လိုလောက်တာထက်စားလို့ရှင်တော့ဖြည်းဖြည်းချင်းချော့တာမျိုးပေါ့ချော့ချတဲ့အချိန်မှာတော့အဓိကအစားထိုးတင်းနံတွေပြီးတာမျိုးတွေပြီးတော့မှရင်းမြစ်တွေပေါ့မပြောမစွင်တော့ငွေချီးပေးတာမျိုးလားဘာဟုတ်လို့ရှင်ဒီမျိုးစေ့တွေပန့်ပို့ပေးတာမျိုးလားပေါ့လေနော်
တော့မှနိကာလာအကန်တာတခုထိအဲ့လိုပန်ပိုးရင်းနဲ့တို့တွေတက်ကနိတိုနိရှိပါနော်ရေတူရေရှိပါနော်ဒီတင်းတက်တန်းတို့လည်းတင်းနံတွေပေးတာရှိပဲပြီးတော့မှနိရှိပင်တင်းနံတွေပန်ပိုးပေးတာမျိုးတွေလည်းရှိလောက်ဖို့လိုတယ်နောက်ပြီးတော့မှတို့တွေအဲ့ဒီစိုက်ပျိုးလို့ထွက်လာတဲ့တင်းနံတွေလည်းစီးကွဲနဲ့လည်းလာမိမှုရှိအောင်ချိတ်ဆက်ပေးတာမျိုးတွေပြီးတော့မှအနည်းဆုံးအမှကန်ရှင်းအောင်စင်းနှုံးတွေလည်းလောက်ထားဖို့လိုတယ်လို့တော့ကျွန်တော်မြင်တယ်အဲ့လိုမလောက်ထားနိုင်ဘူးဆိုရင်တောင်သူတွေကတို့ဒါဆိုင်ရင်ဘယ်လောက်ရမလဲဆိုတဲ့ဟာမျိုးမသိနေဘူးဆိုရင်စိုက်ဖို့ကဆက်ရထက်တာမှုလည်းရှိမှာမဟုတ်ဘူးအဲ့ခါကြလို့ရှင်လေပြီးတဲ့ဟာတွေကတော့ကြောက်လို့စိုက်ရပါလေဆိုတဲ့အနေထားမျိုးကနေပြီးတော့မှအောင်မြင်မှုကလည်းပို့ပြီးတော့မှနေသွားစီတယ်လို့တော့ကျွန်တော်တို့မြင်တယ်ပေါ့လေနော်နောက်တစ်ဖက်မှာလည်းလူထုတွေပေါ်ဝန်ထုတ်ပုံများစီတဲ့ဒီအကုန်ခါကောက်နေတဲ့ဟာမျိုးတွေကလည်းဒါလုံးဝမရှိသင့်ဘူးလို့တော့မြင်တယ်ဒါတွေမရှိခြင်းအဖြစ်လည်းသူတို့ကရုန်းကန်ရတဲ့အပိုင်းမှာပို့ပြီးတော့မှဒီခန္ဓာကြီးပိုင်းကိုပို့ပြီးတော့မှရှိစေမယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်ပေါ့လေနော်ဆိုတော့ဒီမြန်မာနိုင်ငံရဲ့လက်ရှိဟိုပါလေနော်ဘင်းဆက်ပြုတ်မှုအနေထားနဲ့ဘင်းဟိုပါဆက်ပြုတ်တဲ့ဟာနဲ့ပတ်သက်ပြီးကန်တာပိတ်ပင်တဲ့အနေထားရဲ့လူထုတွေအနေနဲ့ဘာတွေဖြစ်စေချင်လဲဆိုတဲ့ဟာတွေကိုလည်းဒီကဆွေးနွေးပြောပြတာဖြစ်ပါတယ်ပေါ့လေနော်ဟုတ်ကဲ့ပါကျွန်မပြောရတဲ့ဒီအိန္ဒိချင်းနိုင်ငံကဘိန်းပပျောက်ရင်းနဲ့အစားထိုးသီးနှံတွေစိုက်ပျိုးတဲ့အခြေအနေတွေကိုမှမြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုအခြေအနေတွေနဲ့မြန်မာနိုင်ငံကရောဘိန်းစိုက်ပျိုးမှုပပျောက်အောင်လှုံ့ဆော်ခဲ့ပေမဲ့လည်းဘာကြောင့်မထိရောက်ခဲ့လဲဆိုတာကိုကနေပြီးမှအသေးစိတ်ပြန်ပြောပြပြီးတော့အများကြီးလေ့လာလိုက်ရတယ်ပေါ့နော်ဆိုတော့အခုစကားဝိုင်းကိုနားဆင်နေကြတဲ့သောတာရှင်တွေကလည်းမြန်မာနိုင်ငံတွေနဲ့ဒီထိုင်းနိုင်ငံရဲ့လာအိုနိုင်ငံတွေဖြစ်တဲ့အိန္ဒိချင်းနိုင်ငံတွေရဲ့အခြေအနေတွေကိုနားရှင်ကြည့်နိုင်မလို့ကျွန်မမျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့ကျမတို့ရဲ့စကားဝိုင်းကိုဒီမှာပဲရနာချင်ပါတယ်စကားဝိုင်းမှာပါဝင်ပေးခဲ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းကဘိန်းစိုက်ပျိုးမှုအခြေအနေတွေဘိန်းစိုက်ပျိုးရေးတင်းကျပ်မှုအပေါ်မှာဒေသခံတွေရဲ့ကြုံတွေ့နေရမှုအခြေအနေတွေဘိန်းစိုက်ပျိုးမှုပပျောက်ရေးနဲ့ဘိန်းအစားထိုးတင်းနံစိုက်ပျိုးမှုစီမံကိန်းတွေလောက်ဆောင်တဲ့အခါမှာအိန္ဒိချင်းနိုင်ငံတွေကလုံဆောင်ခဲ့တဲ့အတွေ့အကြုံအပြင်ကမှဘိန်းစိုက်ပျိုးမှုပပျောက်ဖို့အတွက်လုံဆောင်တဲ့အခါမှာအဓိကပါဝင်လုံဆောင်နေတဲ့အစိုးရနဲ့အဖွဲ့အစည်းတွေကိုဘယ်လိုလုံဆောင်တင်လဲဆိုတာကိုစီယိုလုံဆောင်တဲ့အကြောင်းအရာတွေကိုနားထောင်ခဲ့ရတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒေတာအတွင်းမှာဖြစ်ပျက်နေတဲ့လူခွင့်ရေးချုပ်ဖောက်မှုအခြေအနေတွေနဲ့လူငယ်တွေရဲ့တန်တွေကိုဖော်ထုတ်ပေးချင်တယ်ဆိုရင်ခါရီဝါရဲ့တက်ဆိုင်ရာမီဒီယာ channel တွေမှာသတင်းပေးပို့နိုင်ပါတယ်အားလုံးပဲဘေးကင်းလုံခြုံကြပါစေရှင်အခုနားဆင်နေခဲ့ရတဲ့အကြောင်းအရာတွေကိုကျမတို့ခါရီဝါကနေတင်ဆက်နေတာပါခါရီဝါ podcast အစီအစဉ်တွေကို Facebook YouTube TikTok နဲ့ Telegram Channel တို့မှာအပတ်စဉ်တိုင်းနားဆင်နိုင်ပါတယ်။နောက်အပတ်မှာပြန်ဆုံကြရအောင်ရှင်။ကျမနန်းခမ်းလောက်ပါ။